ခရိုက်တော့တရားစီလာပါခင်ဗျဘယ်လိုရောက်ရှိနေတာကတော့ကြောက်စဲပြပါလေကောက်ကွင်းလို့တော့ပြောတာပဲကြောက်စဲဟုတ်တယ်မနေ့စောကြီးပဲဒီနေ့ကတော့နော်စောကြီးကောက်ကွင်းစောကြီးအစောကြီးကောက်ကွင်းစောကြီးကောက်ကွင်းတော့စောကြီးကောက်ကွင်းလာအဲ့တော့စောကြီးကောက်ကွင်းကောက်ကွင်းဆိုတဲ့အတိုင်းစောကြီးလာဒီနေ့မရှင်ရတော့အမုံဆုံးပဲဘာဖြစ်လို့ဘာလို့မှတော့မသိသေးဘူးဒါပေမဲ့အစောကြီးထားခိုင်းတာနဲ့တော်တော်လေးဟိုအပြစ်နေပြီ9နာရီရဲ့ကောတိုင်ရကွာဒါနဲ့ဟောဒါကတော့လေအားလုံးတက်တာစီလို့ပါဒီတက်တာအောင်မဆုံးလို့ဆိုရတာထားတာပေါ့မနေ့ကတော့မှဂက်စီလာပြီးတော့မှုွေသွားတာတော်တော်နောက်ကျောဒါကိုတော်တော်ဟုတ်တယ်ချက်ပြီးပို့တာနောက်ကျောကဗါလဲဘာကြီးကူနေဦးနေတောက်လျှောက်ထိုးရတာလောပြီးတော့မသိတယ်အဲ့ကိုလွင်မိုးကိုလေကျွန်တော်တောက်လျှောက်လေအခု1 2 3ဆိုစက်တုံပေါင်းစီပို့တာမင်းနေပေါ့မင်းနေပေါ့ပေါင်းစီပို့လာစတာအခုစက်တုံပေါင်းစီပို့လာစတာသူကလာမေးတယ်ဘာဖြစ်လဲပေါင်းအုပ်တယ်ကိုတောက်လျှောက်ငါတို့လဲလို့တင်ပေးနေရတာတော်အုပ်စီဆယ်လို့တယ်အများကြီးပဲဒါရောဟုတ်ပါပြောတာပေါ်ကျွန်းကဘုံအဲ့ဘယ်လိုပဲရွှေလေးပြောဘေးဟိုမလေးဆိုရွှတ်ထိုးတာဘာလို့ငယ်ဦးစီကိုခရမ်းသီးပြောင်းကြီးရဘာကြောက်ငါနဲ့ဒါတွေနဲ့ဒါပေမဲ့ idea အဲ့တော့ကောင်းမှာ operation တွေပဲတကယ်ခောက်ဝေးခောက်နေကြရင်မိုက်ပါလေမိုက်တယ်ကိုလူကူကတားတယ်တားတယ်ကိုလူကူကတားတယ်အဲ့မဲ့တော့တော်သေးတာကိုလွင်မိုးကတင်ချလေးကစားပြီးွားတယ်တကယ်လေဝင်လာပြီကနေဝင်တကယ်လာပြီပါသူကလေအဲ့မသိတာမို့ဒီကျွန်တော်ကစားမဲ့ခင်ရတော့ပါကျွန်တော်လည်းမသိပါဘူးဘာမှခရက်ပြပါလည်းမသိသေးပါဘူးအနည်းရလိုပဲအဲ့ကန်းစီလိုပဲဘာကြီးဖြစ်ဦးမလဲဆိုတော့ကျွန်တော်လည်းရောစိတ်ဝင်စားပါလေခုလည်းစိတ်ဝင်စားနေကမန်တော့မှထုံးတာဟုတ်ပါတော့မလေးယူရတယ်ဗျာဒါနည်းနည်းဘေးဘက်လည်းအကုန်လုံး၄ဘက်၄လိုက်အေးပေါ့ဒီမနေအောင်သူကအမုန်းရအဲ့ဒီကားကြီးကငါတို့တော့အဲ့စောပြကနေဝင်ဟုတ်တယ်မေမေကယူနေမေမေတေးပြီးကားကြီးတေးကြီးပြဟုတ်တယ်ကျွန်တော်တို့ကဒီခုဟုတ်တယ်ကြောက်စင်ဟိုဟာကြီးလေဟောတော့ပါစင်ကားမှာဟုတ်ဘူးဝဲစင်မကြောက်စင်မှာစင်ကြောက်စင်မှာစင်တာကဟောတကယ်ကြီးလေစင်ဆိုပြီးပြောလိုက်တာငါတို့တွေ့မှာပေါ့နော်စင်နှမောင်းပါနဲ့ပတ်ကျွန်တော်ငါတို့စနေရကျမနှမောင်းတစ်ဖက်နှစ်ဖက်မဟုတ်တစ်ဖက်စိနှစ်ဖက်တကယ်တူတူပဲကြောင်းလဲတစ်ဖက်တည်းဟုတ်ပါရဲ့နှစ်ခေါင်းဒီရောရတာဒီရမှာလေးဆိုတာကဲအဲ့ဒါရတဲ့နေ့လေးတစ်နေ့ပေါ့နော်ဟုတ်ကဲ့ဒါကတော့တောင်တိုင်းတရက်လေးတွေအဲ့တော့ငါတို့ရဒီလူသူမရှိတဲ့ဒီဝင်းကြီးထဲမှာကိုယ့်အကိုစင်ကားကနေရမှာပေါ့တခုတော့တခုအဲ့ဒါစိတ်ဝင်စားဖို့ဟုတ်ပါကင်မရာကြီးကလည်းဟိုမှာချိန်ထားတယ်အဲ့ဒါစတိုးပြောရကနေဝင်ဟုတ်ဒီနောက်ဆိုခိုင်းရလို့ဝင်လာလဲပေါ့အစီရင်တော့အမေကပြောတဲ့ဥစ္စာပဲငါတို့လည်းစောင့်ပြီးတော့ဒါနားထောင်ပြီးတော့ဘာလို့အောင်လုံးလေး machine တွေ RAM လဲဆိုတော့ဘာလို့မလဲဒီတော့ gas တွေပါမယ်ဒါပေါ့ gas တွေကနောက်ထပ်ပါလာမလားဆိုတော့ဘယ် gas တွေထပ်ပါမလားဆိုတော့စောင့်စင်ရမယ်နော်ဟုတ်ချင်စောင့်အောင်စောင့်စင်ရမယ်တော့နေတဲ့ကိုရဲ့လက်ရောလိတ်ရောက်စစ်ပါလက်စောကြီးဆိုဟောကမာလေးဘယ်နဲ့ပထမဆုံးဆက်တွေ့နေမှာသူ gas လို့ရစနိုးကင်မရာရှိမှာဘာလို့ပြောကင်မရာရှိမှာပဲပြောစနိုးဗီဒီယိုတစ်ခုကိုသိန်းစီမှာရှိတယ်ပြင်ပြလိုက်ခဏ break တဲ့ချိန်ဟာspecial guest ကိုတင်ရနေထွက်လာလို့ရုပ်ရှင်နဲ့ဗီဒီယိုဒီဥဆောင်စီငါတို့နေ့စဉ်ရက်ဆက်တော့ gas တွေခေါ်ပြီး surprise လုပ်အောင်ငါတို့မေးလောက်ပြီဆိုတော့ break လာပါထားပြီးတော့ငါတို့မေးလောက်ပြီဆိုမှတို့ကလုံးမှာဒီတကအစင်လေးနေလို့ကြာအနည်းလေးစင်မလို့ကြာတယ်ဘုံကစင်လေးပေါ့စင်ကြီးမစင်မလို့ပြောဘာလို့လဲမသိပြောလိုက်တာဦးစင်မလို့ပြောလိုက်တယ်ဦးစင်မနဲ့ဦးကလားကိုကျော်ကပြောလိုက်တာကိုကျော်ပြောလိုက်တာဟာဖုန်းဟုတ်လားဒီစမစနေလာလားဟုတ်လားပါဦးအဲ့ဒါကြီးတော့ပြောလိုက်ရောက်ပြီလေဘာဂိမ်းလဲတို့
3 Oh 这个毛菜给我了噻တော့ဆိုင်ကဲဘာကိနေဆိုနေကြ တော့ဆိုင်ကဲပေါ်လာစပါ 这种包欧塞波拉斯啊 ဒီမှာပါလေဟောမြကြီးရော ဖော်ကျော်စားပါ ဘယ်လို 我就是俺们看放在3ကျတော့ဘောလေးပေါ်လာ4တင်းနေပြီလားကောင်းတော့ပြီလားမနေ့ကတော့ကောင်းတော့ပြီဆိုတော့3ရလိုက်ပါဟုတ်တယ်ကားလို့ 这个没有了6ပြီးပါပြီကျွန်တော် ညမအောင်ပါကောင်းတော့ပါ 你把欧吧 Number 7 7နာခဲ့တွေခေါ်မန် 你欧吧 နေလိုက်ကြပါလေ 不了噻不了 အလန်းလို့အလန်းလို့ လောပါသေး ဆက်ဆက်ဟုတ်တယ် 不那个录吧了噻 ဟမ်ကိုအဲ့ဘိုက်အောင်နေအဲ့လိုလောဒီဘိုက်အောင်ရပြီ ထိလို့ fuck နော် fuck 对没把了的噻 နောက်မှတယောက်ရှိပေါ်နေလို့ ဟေးကောင်းတဲ့စကားတွေ ဟိုကလည်းခုတက်ကြွတွေကမြင်တော့ကျွန်တော်ဘာရောဘာကိန်းဖြစ်လဲဆိုတော့ 还有这转的呢没走啦 မေးကြဘူးလား 啊马上到了了马上到了哇မနေ့ကငါပြောသေးတယ်။ဘာကြီးတယ်ဗျာ စစ်တမ်းနဲ့ဒီမနေ့တော့ရစနာကြောပြောသေးတယ်ချက်ဦးပဲ ။ဒီမိုးလေးတော့ထည့်ထားတယ်တဲ့။ရာကြီး ပြားရည်နိုးစေနိုးရ နို့ပါ ဒီတော့မပေါ အဲ့ ဘူး မှာအဲ့3ယောက်တော့အဲ့3ယောက်တော့ဂျင်ဆော့နေတဲ့လူတွေ ဟုတ်တယ် ဘလို့မှမနိုင်နိုင်ဘူးဆိုသိပြီးသား အဲ့သူမစော့ပါ ။ဒါပေမဲ့ကိုရီပွဲအော်တိုလာနေတာ။ကိုရီပွဲ3ယောက်ပဲနဲ့တော်တော်လေးကိုကုန်တယ်နော် သူက protein တွေစားနေကြဆိုတော့ဒီအဲ့ဟာနဲ့ဒီဇက်နဲ့ဟုတ်လား ဟုတ်တယ်ချင်းစောကောင်းစမဲထိုးတာ။မစမို့မနဝေး ဟုတ်တယ်ဆိုရရ အဲ့တော့ကျွန်တော်တို့နှစ်ယောက်တယောက်တကြားတော့ကင်လို့ရတယ် တော့တရားကန်လို့ရတယ်မနေ့ပုံနေ ။ကိုလည်းတောင်းနေတာကောင်းကြီးကိုကွယ်ကိုတဲ့အကောင်ပဲလူကောင်းလေးတွေပဲကြည့်ပါ မနေ့ကတော့တော့လေကိုချိုးပေါ်တယ်နည်းနည်းပဲဆက်ပြရမှန်တော့ ။အဲ့ဒါမသိသေးလို့လေအဲ့ဒါလား ဂျိုးဒီဆက်မယုံတော့လား ဟာ ဟုတ်ပါဘာလို့ ။မောင်ငါ ဒီကပြေခွာကြည့်တယ် အဲ့တော့ကျွန်တော်တို့ ငါမရှိဘူးဘူးဆိုတော့တိုင်းဆော့ဆော့မရတော့အားလုံးမြင်မြင်မြင်ရတယ်လို့ရခွာပါ ဒီခီးတွေစားလာတဲ့နှစ်ထင်းနဲ့ဖောင်းနေ ဟုတ်တယ်မရတော့ လူတိုင်းကိုကြည့်တန်တရားတွေနဲ့ အစားတစ်ထင်းလေးအားနေတဲ့စားလို့စနိုး သတိထားတာပို့ပြလာတာပေါ့နော်အခုလည်းကျွန်တော်ဘာလို့လဲအပင်တွေကိုကြည့်တယ်ဘယ်ဘာလဲ အကောင်းဆုံးကလေကျွန်တော်တို့ကဒီကင်မရာရှေ့ရောက်ရင်လာခက်တရီနဲ့အင်းကြီးစင်တူကထားလို့1 day လာပြောတာကင်မရာနောက်ွယ်အဝတ်စားတွေအဲ့လိုတယောက်ဝစ်ချင်တဲ့ဟာတွေဝတ်လိုက်ပြီဆိုတာနဲ့ဘသူ့ဟိုမှာဘဲကောင့်ကိုမှဘဲမိမ့်မအောင်မှရှုံလို့မရတော့ ဟုတ်ကဲ့ပါပါနဲ့ ဟုတ်ကဲချိန်ကြလာပြီ ဒီတေးစမ်း ကိုသိန်းတို့ဒါပေါ့နော်ဒါကွေးပြီးအချိန်တိုင်းမှာစောင့်နေကြခင်းကိုရင်ဘက်ကနေပြီး1 2 3 4 5လို့ဆိုတာနဲ့အိုက်ခင်းကိုနှစ်ဖက်အများဆုံးစောင့်မယ်ဟမ်ရေတမှုထောင်နဲ့ခင်းလား no မပြောနဲ့လေကိုဆော့ညာကို sorry ရတယ် ဘယ်ကကြော ဟုတ်တယ်ဗျနော်တစ်ဖက်နော် ဟောနပါ စောင့်နေကြခါနော် ဟို sorry ရတယ်လို့ ဟုတ်လေဆော့ရရအများကြီး ညောင်းတော့လေကိုက ချက်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 ဟုတ်လေဒီမှာတော့တယ်လေဖန်ရှောက်ကြ အာ这ဒါကြောင့်ကျွန်တော်ကျွန်တော်ရဝါပြတ်သွားပြီ okay ပါ ဟောဝါနဲ့နီ ဘာလို့တော့ရမလဲကဲ ဒါမှမပေါ့လေပြော ဘာ တော့ လဲစောင့်လိုက်တာ ဟုတ်ငါတို့အာယုံလွဲတာပြီးတော့မှတို့ဟိုမှာစက်တေးနေစင်းမှာဒါပဲလေအဲ့စီးရဲမှာပါတယ်အဲမှာ အယုံလွဲခါလိုက်ပါ စီးထဲမှာကန်းစီပါတယ် မုံမစင်းလာပြီမုံမစင်းလာပြီ ကန်တဝင် စောင့် ကန်ဝေမေဂီယူနာမေမေဂီယူနာမေမေကန်ဝေမေမေ စောင့် ဟောလေချက်ချက် စောင့် ချက်ချက် ချက်ချက်တော့ပဲကြည့် ချက်လွဲ ဟုတ် အာယုံ ချက် အာယုံလွဲအာယုံလွဲ အဲစောင့်ရအောင်စောင့်ရ ချက် ကန်ဝေမေမေဂီယူနာမေမေ ကောင်းဝဲရ ကလေးမလေးကြောင်อ่ะ အော်နန်းတော့ မေးဖို့လို့ ငါဘွားမှာတခါအီးမနိုင်ခဲ့ဘူး အီမွေ လိုက်တော့သူတကယ်ပါသွားပြီလို့မှတ်လိုက်တော့ ကွာဗုဒ္ဓဦးသားဆိုတော့ဒါစင်နေမြင်ချစ်တယ် မိုလာပြီ မိုးလေးမြင်ချစ်တယ် အေးရမောင်တဲ့သူငယ်လေးကအေးရမောင်လေးတဲ့ ရမမိုးရေ Hello Come here waiting for you
လာလူလားဟုတ်ဘူးလားလက်ကြီးပဲတကယ်လက်ကြီးလားရပါအော်ဒီနေ့ဖြောရေးကြည့်ရပါဟောဒါဆွေးမဲ့ကြောက်တယ်ဒါကြောက်တယ်ဒါဆုံးတာမှာတော့တော့ပြန်ပါစေဒါလေးတော့တဲ့စင်ကောက်ဒါရှေ့မှာမြင်ရတာကျွန်တော်ရှိရမောတော့တော်တော်လာရောက်လာပြီအားလုံးကလည်းတော့မသိသေးဘူး အေးရမ ချက်နိုင်ရ ချွေးပြန်ဝိုင်း နံပါတ်1တစ်ဖွဲ့စီအဲ့လိုစင်ကားပြန်ကားရမယ် တန်ကားမယ် နော်နံပါတ်2ရှေ့ရတယောက်ပြေးတဲ့ဟာကိုစင်ဝဲဆောင်ဝေးပြီး like ဖမ်းရမယ်နှမောင်းနဲ့ like ဖမ်းရမယ်နှမောင်းနဲ့ နှမောင်းနဲ့ မွေးဒီနမောင်းနဲ့ပဲ နံပါတ်3 စင်ပြေးလိုက်တယ်ဆိုတော့ စင်ပြေးလိုက်တယ်ဆိုတော့ စိတ်ပြေးလိုက်တာဗာ စင်ပြေးလိုက်တယ် ပြေးလိုက် ဆေးပြီးနေတော့ဝင်နေရတယ်အမ ဟုတ်တယ် ဝင်လာရတာလား ဒီမှာကော့ကြလန် ဆန်းနေတော့စင်နေအော်ပြောပါသူနာမည်လေးပါအောင်ဟောရင် စိတ် အေးရမ ပြရမှာ အေးရမော်လေး ဟ ဆင်နေကြောက်လာတော့ဒီမှာလားမားတော့မ ိုးလားအာ စင်ကြီးအေးရမောင်း ဟုတ်ပါလေ စင်ကြီးအေးရမောင်း စင်ကြီးကလုံးကြီးစင်ကြီးကလုံးကြီး အေးရ ဆင် မောင်း အဲ့လိုကိုင်းနော် ဆင်လို့ဆင်လို့သွားတယ် ကိုကွက်တယ်ကို ဟုတ်တယ်အစစ်ချစ်စင်တယ်အဲ့တဲ့မှာအဲ့ ကွက်တယ်နော် ဒီကကြိုက်တယ်ဗျာဟမ် ကြည့်ရတယ် ဝင်လာဒီကကြိုက်တယ်ဗျာကြည့်လိုက်တယ်ဆက်ရက်ပါအဲ့စီဒီမှာအဲ့ဒါစီကွက်ဘယ်ခုပါဟမ် ရှင်းနိုင်တာမရှင်းနိုင်တာ ဘယ်လိုပါဒီရွှေကြီးတို့ကိုစီကွက်ကိုโอเคခပ်ပိုင်းကြည့်ပါမယ် အမောမော 9သိန်း6000 9800ကိုတဲ့နဲ့နှစ်ခုမရောက်ယူကြည့်အာ လမ်းပုံးဆက်လိုက်ရွှေကို စိတ်ကပြောရွှေကိုလမ်းပုံးစလိုက် ရွှေကိုလမ်းပုံးဆက်လိုက် နှစ်ချွေးတော့ပြန်လာပြီတကယ်ပြန်ပါဘာမှမပြောနိုင်တော့ဟုတ်တယ် ဟုတ်တယ်မှာတော့စီကွက်နေအများကြီးကိုဟိုနှမောင်းကပါလားကြောက်တယ် ချိန်ကြည့်7ပိတ်သားလောက်ရှိ မနေ့ကနိုင်သွားခွေကမရသေးမနေ့ကနိုင်သွားအဲ့ဒီကပါလဲဆိုတော့ ခင်းစရမှာအဲ့ခင်းစရမကြောက်တယ် အခုတော့ယူချင်နေတဲ့တော့ဟင်းကိုတခါမှလည်းဥတာလည်းမဟုတ်ဘဲနဲ့ ခုနကကိုသိပြောရတဲ့စင်ကားပိုင်က โอเค စင်ကားပိုင်ကရဲ့ကောင်မှာခုနမနေ့ကအပြာတင်းနိုင်ထားတော့ ဟော အပြာတင်းကဟိုဘက်ကအကိုတွေနဲ့လေးကျင့်ပြီးတော့ကကော့တွေတိုက်ဖို့အတွက်အချိန်10မိနစ်ရမယ် ဟုတ်ပြီ ဟော အဲ့ဒီ10မိနစ်ကလေ ဆွတ်ပြရတယ် အဒီအဝါကြတော့ အဝါကမရဘူး 10မိနစ်ကြီးများ အပြာတင်းတိုက်နေရအောင်ကြည့်ရုံပဲ အခုစက္ကန့်30လောက်တော့မရဘူးတော့ဒီတိုင်းတက်ကရမှာ မ လေ ရဘူးမနေ့ကနိုင်တဲ့အပြာတင်းအတွက် advantage ဒါပေမဲ့10မိနစ်ကတော့အမှတ်တမ်းများတယ်နော် 10မိနစ်ကကောင်းတယ် နဲတယ် ခင်ဗျာကျုပ်ပြောပြမယ်ခင်ဗျာအဲ့ဒီ10မိနစ်ဆိုတဲ့ဟာကြီးကကျုပ်တို့အတွက်အချိန်ကအရင်ပုံနေတယ်10မိနစ်ခွဲဆိုရင်တော့တယောက်ကိုစက္ကန့်30စီခွဲလိုက်လို့ရသေးတယ် ကိုစင်ရကအဲ့လိုတော့စလုံးဝင်ကမှာ တော့စလုံးဝင်ကမှာ ခုနလေးစင်ရထွက်လာတော့တယောက်တည်းကလာတယ်တယောက်တည်းလာတယောက်ကိုရဲတော့ ကိုရတဲ့စလုံးနဲ့ဟောဒီလို့ဒါမှမဟုတ်ဟိုဟာညီအရက်ညီအောင်စနုံးနဲ့ဒိုပေါင်းနဲ့ကားလိုက် ဒါပေါ့ စင်ပေါင်လေးပေါ့သူကစင်ပေါင်လေးကားတယ် စင်မောင်လေးကကျွန်တော် ဒါစင်ထိန်လုံးပဲစင်ထိန်လုံး တကယ်မသိလို့ကိုရဲနဲ့ကိုတို့ပေါင်းနဲ့ကရင်ဆော့ဘာလို့ပါလဲ စင်ထိန် စင်စီလေဘာနေဘာစီရမလဲ ကျောက်ပါစင်စီးပြီးမြင်းရတယ်ကျောက်ပြီအေးအဲ့ဟုတ်ကဲ့နှစ်ယောက်ကမယ်နှစ်ယောက်ကရဲ့အချိန်မှာကျန်တဲ့တစ်ယောက်က My umbrella my kiss အဲ့ခုနကားကွက်ကိုအပြင်မှာလိုက်ကမယ် ဟို โอเคပါရှေ့ပါဆင်ရ အော် ကနေ စပေါ်ချက်ချင်းစစ်လား ရှေ့ပါဆင်ရကနေနောက်တစ်ယောက်ကအဲ့စင်တိုင်းလိုက်က စင်တိုင်းလိုက်ကပဲ တရက်ကျော် စင်ထိန်စင် တ ထိန် ရက်ကျော် အေးပေါ့စင်ထိန်ကသူ့ကနေသူ့စင်လေးကလို့ပေါ့အကွက် တဲ့စင်နဲ့အရှိကပြလို့ထက်ကပါတယ်ပေါ့ လို့ပေါ့ဒီလိုပေါ့ လူကလည်းလိုက်ကရှားတယ် တော့လုပ်တတ်တယ်ဟိုကလေတဲ့လုပ်ခိုင်းလို့လေစင် ဒီက လို့လို့ ဒီကငယ်တွေဦးစားပေးတဲ့အနေနဲ့ကိုသိန်းပြန်ကမယ်
ကိုလည်းပြကကိုအပြင်မှာအဲ့လိုကိုကရအိမ်မကခြင်းအထဲမှာပဲကခြင်းနဲ့ โอเค10 minute ဆိုတာ10 minute ကပို့တယ်အေးစေးပဲတော့ငါချက်ခုရှိပဲ ရေးကြည့်တာမလို့ရတယ်ကတဲ့ဟာဘာညာကူကတက်အပြင်မှာready မေးခွန်းပါညာမေးဖို့အတွက်ကို10 minute အပြင်ကိုထပ်ပေးမယ်ကကွက်ကျင်းတာ10 minute နော်โอเค ဟာအခုအရန်များဝိုင်းနော် let's go ကာကွက်တွေရောသူတို့ကာကွက်တွေကြည့်လို့ရတယ်ကြည့်နေလေရှေ့ရတယ် ပေးကြည့်တာလေ အဲ့ဆိုတော့ရင်ကမှာလား သူတို့ရင်ကာကွက်သူတို့နိုင်တယ်ဆိုတော့ ဘာကြောက်လဲ ငါတို့လေးကျတဲ့အချိန်မှာလည်းမင်းတို့ထိုင်ကြည့်နေမှာငါတို့ကားတဲ့အချိန်မှာလည်းမင်းတို့ထိုင်ကြည့်နေမှာ ရင်ကတော့မကတော့စုံစမ်းချမှာနော်ဟုတ်ပြောနေရင်ကတော့မက ကာစုံသီးချလိုက်စုံသီးချ လက်ပြန်စုပ်က အဲ့ဒါအရန်များဝိုင်းလေ စုံသီးအဲ့ အေးရမောင်းအဲ့နိုင်တဲ့ဟေးရပဲဘာမှမသိနဲ့မသိ celebration တွေအရင်စောလို့နေ ကလိုက်ပါကလိုက် အုံစုံသိကြတယ်ပြောရတယ်တို့ရေကခိုင်းတာလည်းမဟုတ်ဘူး မနေ့ကလည်း ကလိုက် ပြရှုံးပါ ဗါလေအမေရိုင်းညင်းတယ်နော် โอเค အော်ဘာမှညင်းလို့ ထားမယ်တဲ့ အားရမယ်နော်โอเค ready အခုအဓိကခေါင်းအဓိကလားဖင်အဓိကလားတကူတော့အဓိကကိုအဓိက ဒီစင်ခိုင်းနေမှာအရေးကြီးဆုံးပဲဘာလဲပေါ့ကြာပြီပြောနေကလာချက်တော့အော်ဦးသားပြင်တယ်နှစ်ပြစီနေဝစီနေအောင်တယ် အဲ့ဒါဘာလို့လဲပြချင်တဲ့အောက်ကလို့ရလား ဟုတ် ဘယ်ဘောတက်ကမ နည်းတော့ညီအောင်က စင်ပြကားတဲ့လူကလေဘယ်လိုပြောမလဲသူကလူထဲစင်လူပဲကားတာလား စီးရဖြစ်တဲ့သူလည်းကားတယ်သူ့လိုလည်းလိုက်ကြရမှာ ဟိုဘလူကားကွန်ပြောပို့ပြီးအမှန်ရ ခက်ခဲတဲ့ကားပေါ့စီးရကြတယ်ကခက်နည်းနည်းခက်ခဲတယ် အဲ့လိုဘလူတော့လာပါဘလူဟာမျိုး ကျွန်တော် beginner တွေတော့ကြတော့ professional ဟုတ်တယ်ကျွန်တော်ဘက်ကလာတော့ ဟမ်မရဟမ်အရင်ကအရင်ကလက် အရင်ကတည်းကဘလူဘယ်ချင်းညာလဲ ဒီနေ့လည်း အဲ့ဆနာအဲ့လိုမျိုးဒီလို break ရတဲ့အခါကျရင်အဲ့ဘလူလောရတာလေ အဲ့ကောင်ကတော့တော်တော်အရေးကြီးရဲ့အကောင်တော့ရှေ့ကလူကစင်ကောင်းကိုဆွဲထားမယ်ဆွဲပြီးတော့တပြန်နေတဲ့မြောက်ခိုးလိုက်မှနောက်ကလူကနေမားလိုက်တဲ့အချိန်မှာတခါ ဟိုဘလူလောမှာရှေ့ကလူစင်ကောင်းခိုး ဆွဲ ထား ထား ပြီး ပြီးခိုးလိုက် ခိုးထားပြီး ခိုးလိုက် ခုံရမှာ ခိုးရင်နောက်ကလူခိုးတဲ့အချိန်တပြန်တဲ့မြောက်လိုက် ဟာသူခိုးထားတဲ့ဟာကိုနောက်ကဖမ်းရမှာလားဟုတ် တခါတည်းပြီးမှတန်းရှိတန်းနေရပြီးတော့ဒီမှာပို့ပြီးတပြန်တဲ့ကစားရမှာမရှိရလေခုံနေချိန်ကိုပြီးမှတန်းရှိတန်းနေပြီးမားပြီးတော့တခါ ရှေ့ လေးဆို အဲ့ဘွားတွေပြောတဲ့ထင်ရအောင် အဲ့တော့လူကတော့နောက်ကိုကတ်သွားရမှာနော် ဟုတ်ဟုတ် ရောက်ကတ်တယ်လေ ရှင်းနိုင်28 ခေါက်လို့ကျွန်တော် တမန်29ကိုပြော နဲ့တော့လေး လက် တေနဲ့တော့လေး ဘယ်ရှင်ညာလက်လားဘယ်ရှင်ညာလက်ကောင်းတယ် ဆွဲ စုံလိုက်ကြအောင်မချင်ဘူးဆိုကြနောက်စီကိုကိုင်းတာ နောက်ကဝါတန်းလေးပါ နောက်ခေါင်းရမ်း ခါပါသေးတယ်ခါပါနောက်လူအနောက်ကတဲ့ကိုကြည့်အနောက်ကခါနေတယ်နောက်ကခါကနေပုံရှေ့ကလူကကိုရဲလို့ပြောနည်းနည်းရင်းအောင်ခါ တူတယ်တူတယ် အနောက်ကလူကပုံ ဘယ်ဘွဲစာဖီကပ်လို့တော့ ဒါချာစင်းတစ်ခုလောက်ပေးပါလားသူတို့ကောက်ကလည်းမျိုးသူတို့ရင်ကောက်ခိုင်းနေမှာတစ်ခေါက်မဟုတ်ဒီတိုင်းတောက်ခွေးတောင်းကြည့်တာပါရမလားပေါ့ ရမှာပေါ့ကိုရီးယားနိုင်လို့ဟေးရတယ်လေ ငါတို့က ဆန်းစီညတော့ကညီညွတ်ရှိရတင်းတင်းလေးရှိရတင်းတင်းလေးရှိရအဲ့ဒါစုံစည်းချလိုက်အဲ့ပြပြပြပဲ ဟုတ်တယ် အခုကကိုကျွန်တော်တို့ကပပလာတဲ့ဟိုကောင်လေးလိုပဲနော်ခဏအရင်ချားနေတတ်တာပဲ the best အဲ့ဒါနိုင်လို့ဟေးရတယ်ငါတို့ကိုတိုင်လို့မတွက်စမ်းပါနဲ့တကယ်ကြီးอ่ะဒီနေ့နိုင် သူတို့တွေနိုင်လို့ဟင်းကြတယ်ငါတို့တခါမှကွန်ပလိမ့်မတတ်သေး မမတကယ်ကြီးအဲ့လိုတော့မဟုတ်တကယ်ကြီး ဟုတ်တယ်တကယ်ကြောင်းတယ်တကယ် တို့ဆိုင်က အားလုံးကတော့ကိုင်တာရှိတယ်တကယ်ချင်း အဲ့ဒါဆိုစိုးစင်းချလိုက်မချလိုက်တော့ ကြားမလို့ပဲလေးစားရတကယ်ကြီး မချလိုက် မင်းတကယ်ဆုံးလို့ဆက်ရင်းကြတော့ပဲလို့လေ အမြောက်လို့ရလာဟေးကျောင်းရင်မပါရင် ဝါစုံစမ်းကြည့်မလို့နဲ့ချက်
这没错，是不是？这样不是，比如我不。我这我တစ်ခေါက်ပဲလားတစ်ခေါက်လေတစ်ခေါက်လေလားတစ်ခေါက်လေနော်โอเคနိုင်အားလုံးလဲ နိုင်တဲ့သူကကြိုက်သလိုဆုံးဖြတ်ပိုင်ခွင့်ရှိရနော် ဟုတ်တယ်သူရင်ကကသူဟိုကကနိုင်ဖို့ယူကြည့် လိုက်ပါကိုတို့ နိုင်လိုက်ပါနိုင်လိုက်နော် သူပြန်စဉ်းစားသေးတယ်ဟုတ်တယ်စီ ကောင်းအောင်စဉ်းစားရတယ်သူကဒါမကြည့်တော့ဟိုဘက်နေလေ မဲမုံမြောင် ဟုတ်တယ်စီစဉ်းစားမှာစင်ကောက်တော့ဘလို့နေမလဲမသိ စုံစံစီ အိုး နိုင်တဲ့သူရင်တော့ပါနိုင်တဲ့သူကြိုက်တာခိုင်းလို့ရှိတယ်ဟုတ်တယ်ဟုတ်ပါဘူးဒိုက်တာဆုံးပြ Rider ဆုံးပြ ဘာထိုင်ရဆုံးပြလဲဟာပဲဆုံးပြလဲမစားပါမဟုတ်ပါဘူးအရင်နိုင်ခြင်းလို့ဖြစ်မှာဆို ရင်းရင်းနေရော အခုလိုပဲရင်ကလိုက်ရင်ကလိုက်ပါရင်ကလိုက်ပါရှော့ပေးရနေတယ်အခုလိုရင်ကလိုက်ကလိုက်ပါ ရင်းရင်းနေတယ်ဆို ဟုတ်တယ်ပြန်နေကမယ်ဆိုသဘောတူတယ်တော့ဒီပါ ဦးစားပေးနိုင်ပါစေတငယ်ချင်း 大机场为我看到，所以呢，我要在那买马，也要这。ကြီးနေဒုက္ခရောက်ပါပြီကံကြီးနေဒုက္ခရောက်ပါပြီ 搬到这边来，要么要靠哪里？今天你们老早先来给来လာနော် ရကျွန်မလာမပါစမင်းတော့ဆိုတော့မလဲဘူးစောတော့အဲ့နှစ်ယောက်ကိုစောက်ပြောင်းပြီးပေါ်နေတော့ရုပ်တွေမဟုတ်ဘာနဲ့ဘာနဲ့ ပြီးတော့တေချာဖဲလို့ရှိတယ်ထိတ်တိုင်းခိုင်းလို့လုပ်ရတာ ဘာနဲ့ဘာနဲ့ရပြီငါတော့တကယ်ဒုက္ခရောက်နေတော့နှိမ့်ဆက်တဲ့လူတွေကိုငါ လုံးလုံးထိတ်တိုင်းခိုင်းတာ ကျန်တဲ့အချိန်တွေခွင့်ပြုရင်ခွင့်ပြုရမင်းတို့အထဲဝင်လိုက်လို့ရအဲ့ဒုက္ခတွေကောင်းအောင်သိပါလိမ့်မယ် ထိတ်တိုင်းကကမှဝင်လာညီမတေချာကပါ ဒိုက်တောင်မလွဲကြနဲ့ဒိုက်တောင်မလွဲကြနဲ့ကိုယ့်ရဲ့စိတ်ဆန္ဒအတွင်းစိတ်နဲ့ပဲဆိုင်နေ ထိုင်လိုက်ခိုင်းနေ အင်းကဒီနဲ့ဒုက္ခရောက်နေတဲ့အချိန်မှာဖိနှိပ်တာဒါဒိုက်တာနဲ့မဆိုင် entertain ဟုတ်ကဲ့အဲ့ဒီလိုက်ဟုတ်အဲ့ဒါဖြစ် ဟုတ်ငါမမြင်ရဘူးလေဟိုမမြင်အောင်စာဟိုဟာအဝင်ကြီးက ဒီလိုလိုခေါင်းနေရောချင်းနေချင်းရရှင်းတော့ပါ ဒီချင်းတွေပဲကပုံမှန်တော့ပဲပြတာပေါ့ဟုတ်ပါ ဒီလိုလေးဆက်ဆက် ချွေး အဲ့တော့စောင်းနာကြောင်းနေအောင်လည်းပါရအောင် first off just in sexual ဟာတဲ့ဒီနေ့ဟေး come here Saya baru besar. just straight up for ya pop to start if you got you what again ya you got one you right oh okay no way am I touch Tapi nak kami no. So we have no. Tak ada. We have. Ai bahkan tapi tu mah.
ကိုရဲ့နောက်မှာဟိုလေ ကိုရရမ်းလိုက်တယ် I did it ရှေ့ ဟုတ်စင်ကဘူး ဘလို့လဲတိုင်းရ So amazing အဲ့တော့ every day လည်းထွေးကျူးတယ်ပါလေဘောကကြောက်စင်စီကဘူးပါဘောရလားရတဲ့ကို ကိုရ Okay ရှောင်းပြီးကို ကျွန်တော်တကယ်မြန်မာရိုးရာစင်က ဒီကိန်းတော့ဆန် တော့မလွယ်ဘူး ကိုရ တို့ဒီဘယ်ညာလေးကိုကဘာလေးပြည့်နေတာထဲမှာဒီလိုမျိုးပထမတော့စဉ်းစားနေတာဒါမျိုးတွေဟဲ့မြောက်တော့ဘာလို့လာခဲ့တာမလုံးနိုင် ကြည့်လိုက်ပါ ဒီကိန်း အေး အဲ့ဒါငါ့ဘာလေးကတော့မတူဘူးဒီကဘာချင် ဘ လဲ လို့လဲ နေ မသိဘူးโอเคပဲအေး ကာလာတယ်မျိုးရတော့တော့ပါပြီစင်ကဘူးကမလာကျွန်တော်တို့နေအလို့တရားမမလားစင်ကကဘူးပါပြီ ကဘူဝါရပါ မလွယ်ဘူးနော်ဒါတမန်တော့ ညနေကြည့်တယ်လို့မှရှင်ထဲမှာလေဘလို့ဟောငါ့ကိုတော့ပင်မနေမှာပဲ ဘလို့ကသာကြည့်ချင်စင်းရလေမြေရင်းနေလေဟုတ်လား ကြောကြောရင်းနဲ့ကြောကြောရင်းတို့အဲ့ဒီနဲ့ ကိုကလည်းရှင်လေးစင် ဘိုးဘလေး ကျွန်တော်တို့ရလေဒီမှာဘုံတိုင်ကြီးဖြစ်နေကျွန်တော် ဒီတော့ဒါမဲ့စိတ်ဝင်စားပါဘောလားအကိုကလည်းအဲ့လောက်ဒီမမြင်ဘူးကွာ မြေဟုတ်တယ် ဒါပေမဲ့သူတို့ကလည်းလို့ရှင်ဒီမှာ ကြွားသွားတာ တိုင်းနဲ့စိတ်ရစိတ်ရ ကျွန်တော်တို့ကြောင့်လည်းအများနဲ့ကနေတဲ့အလေးထားနဲ့ pro ဆိုတော့ဒီအဓိကကျွန်တော်တို့အခက်အခဲတွေ့တာအဲ့ဝဘိုးကြီးကိုထားရတဲ့ဟာအဲ့တော်တော်ကိုတို့လည်းကိုချင်းစာမိတယ်အဲ့ဒါလည်းအကောင်းဆုံးတော့ကျွန်တော်လည်းတင်ဆက်သွားတာပဲဆရာသမားတွေရဲ့တင်ဆက်ပြသမှုတွေပါကဲစင်ကြရောက်လာတာပါလဲဆိုတော့နိုင်ချုံကိုဘိုးကြီးကဆုံးဖြတ်ပေးရမယ့်အချိန်ဖြစ်လာပြီနော်ဟုတ်ကဲ့ခွဲရလာပြီဆိုတာ ကိုတို့ပဲပြလိုက်ပါ ကျွန်တော်ပဲယူမှာပါဟုတ်ကဲ့ ဘယ်လိုကောင်းတော်တော်ကောင်းပါလေတော်တော်ကောင်းတယ် တော့ညီအောင် ဟုတ်တယ်ဝါသေးလို့လည်းကတာဟိုပါပေါ့နော်ချီတော်တော်ညီတယ်ဟုတ်ဟိုအပြာသေးလည်းကတာညီတယ်ဟုတ်ကဲ့ခေါင်းကားချီလည်းကကြတော့ဥပအပြာသေးကကြတော့နည်းနည်းလေးခေါင်းခါချီရောလက်ရောတော်တော်လှတယ်နော်ဟိုစီးဝါးလည်းနေကြီးလည်းကြပါခင်ဗျဟုတ်ကဲ့ဝါသေးကလည်းတက်နိုင်တော့ကျိုးလာသွားတာပဲနော်ခါနည်းနည်းလေးလိုသွားတယ်ခေါင်းလေးနည်းနည်းလိုသွားဟုတ်ကောင်းလေးလည်းဟုတ်ကဲ့ အဲ့တော့ကျွန်တော်ကစုပေးရတော့မှာခင်ဗျဟုတ်ကဲ့ကျွန်တော်အပြာသေးကိုပေးပါခင်ဗျဒီနိုင်ပါခင်ဗျာ ကိုကြီးအဓိက ကျွန်တော်တို့ဒီမြမယဉ်ကျေးမှုဒီစကမှာကျွန်တော်နှစ်ဖွဲ့လုံးအဲ့လိုတစုံတရာအဲ့လိုမှားယွင်းတာတို့ဘာလို့ရှိလို့ရှိရင်ကျွန်တော်နားလည်းပြောမှာပါ ညနေကလည်းမိုက်တယ် ခွတ်လို့ပါ ပြီးတော့ကျွန်တော်တို့တွေ6ယောက်စလုံးကျွန်တော်နှစ်ဖွဲ့ပေါ့နော်နှစ်ဖွဲ့စလုံးကကျွန်တော်တို့ဂိမ်းစီးမင်းရတတ်မှတ်ထားတဲ့အချိန်က10မိနစ်ပဲအချိန်ရပါတယ်အဲ့10မိနစ်တွင်းမှာဒီကအကိုတွေကလည်းကျွန်တော်တို့အမြင်သင်ပေးရတယ်ကျွန်တော်တို့ကလည်းအခုမှစပြီးတော့ဟိုဖြစ်တဲ့အချိန်မှာငကိုတဲ့ကိုယ့်အကိုဆော့ဖို့လောက်ပဲသိရလူတွေလေအဲ့လိုဘောင်းကချစ်တဲ့ဒီစီးပွားရေးပါကျွန်တော်တို့ဟိုဒီဘက်သိရဟိုသေချာအဲ့လိုမကတတ်ဘူးပေါ့နော်မကတတ်ဘူးတကယ်လို့ကျွန်တော်6ယောက်စလုံးအမားတခုလုပ်ခဲ့လို့ရှိရင်တောင်းပန်ပါတယ်လို့ထပ်ပြီးတော့တောင်းပန်ပါတယ် ဒီမှာ တောင်းပန်ပါတယ်လို့ထပ်ပြီးတော့တောင်းပန်ပါတယ် တောင်းပါတယ်လို့ထပ်ပြီးတော့တောင်းပါတယ် အဲ့နောက်ဘယ်လို mission တွေဘယ်လို game တွေကိုလူတွေနိုင်မယ်ဆိုတာဆက်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးကြပါလို့ပြောရင်းနဲ့ကျွန်တော်ဒီမှာခဏရပါမယ် ဒီရက်တော့ကတော့လူတင်ဆိုတော့ကျွန်တော်ရွာလေးတရာတော့ရောက်လာခဲ့ပြီဒါဘာရွာလေးလဲ အမတန်အေဂျင့်နဲ့ရွာလေးပါဟမ်ကျောက်ဆယ် ကျွန်တော်တို့ကြောက်ဆယ် တောင်လွဲရွာတဲ့ ကြောက်ဆယ်ရတောင်လွဲရွာ 60တောင်းရပြီပါခင်ဗျာ ဒီထိတ်မှာပါမဟာသိန်းတော်ကြီးလား မာတင်တော့ဒီကရဲ့လမ်းထဲကနေဝင်လာတယ်ကျွန်တော်ဒီမှာရွာလေးကလည်းတာရလိုက် This is ရွာ village ဒီမျိုးတွေလည်းခုနအများကြီးတွေ့ခဲ့ ဖတ်တိုးလေးတွေလည်းလောက်ကြတယ်ဒီမှာဇကွင်းလေးလည်းတွေ့တယ်ဒီမှာ ဆိုကျွန်တော်တို့ညာနေပါဒီ နော် mission တွေလောက်ရမယ်တော့မသိဘူး ဟုတ်ပါတယ်နောက်မှာတော့ နောက်မှာတော့အထုပ်တွေနိုင်တယ်နော်တကယ်အစ်စ်တွေပါ အဲ့တော့ဖြည့်ခွဲပါဗျာတဲ့ဗျာတဲ့နိုင်တော့ ထပ်နိုင်ရမယ်နောက်တစ်ပွဲရော မဟုတ်ဘူးထုံးစံတိုင်း ပြောတာဟေးဒီဘောတော့အမ primo light yes လေးရှိမှာနော်လေးရမယ်ဟိုအတင်းကခုနပွဲမှာရှုံးတော့ကောမက်ဘီစူပါဟို ကောမက်ဘီစူပါဟုတ် အားရှိရပါတော့ ဟုတ်ကဲ့ အဲ့တော့ဒီရွာထဲမှာခုနထူးရတဲ့ဟာပါလဲဆိုတော့စိတ်ကလေးကတ်ထားတွေ့လိမ့်မယ်ဟုတ်ကဲ့ စိတ်ကလေးကတ်ထားတွေ့လိမ့်မယ်အဲ့တော့ဟုတ်အဲ့အိမ်တွေကိုလိုက်ပြီးတော့အဲ့မျိုးလိုက်ရအောင် ဟဲ့ရောဟမ် ရောင်းတယ်အထုံးနဲ့ရောင်းရပါလား ဟုတ်တယ် ဘယ်လိုရောင်းမလဲ ဘယ်လောက်နဲ့လဲ တိုက်လို့ရအောင် ဘယ်လိုသူကဝယ်ပတ်စံပေးဝယ်မှာ ဟုတ်တယ်
ပတ်စံရလာရပြီပေါ့ ဟုတ်တယ် ကျွန်တော်အဲ့ အမြန်ဆုံးနဲ့ ငါတို့ဝဲနော် အမြန်ဆုံးနဲ့ကုံအောင်အမြန်ဆုံးကုံအောင်ရောင်းနိုင်တဲ့အဖွဲ့ကနိုင်မယ် โอเคဟေး အဲ့တော့ ဖေးရောင်းလာ တက်တော့ရေတော့တက်လို့ရောင်းကြရတယ်ဘယ်နဲ့အိမ်မှာဘယ်လောက်ရေအတွက်ပါညာဆိုတော့ရှိထားဦးတတ်မှတ်ချက်အဲ့တော့ရောင်းလို့ရောင်းလို့ကုံအောင် အိမ်လုံးရောင်းရမှာပေါ့ ချိန်တွင်းမှာဟုတ်တယ်အများဆုံးကုံအောင်ရောင်းနိုင်တဲ့အဖွဲ့နည်းနည်းကုံအောင်ရောင်းနိုင်တဲ့အဖွဲ့နိုင်ရမှာဟုတ် သူတို့ကဟိုကျွန်တော်တို့ကပြီ ဒီကကတ်ထားတဲ့အိမ်ဒီမှာပဲရောင်းလို့ရမှာနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့ဒီပွဲမှာကဘာလဲတော့ရှုံးတဲ့ပွဲကတိုင်းနေခွက်ရှိတိုင်းနေပွဲကဟိုတယ်ပြန်လို့ရမယ်ဟုတ်ပြီရှုံးတဲ့ပွဲကရွာမှာညအိပ်ရတကယ်လားတကယ်လို့အဲ့ဝေးကြည့်တယ်ဟိုတယ်မှာထပ်စားလို့တောက်လို့ကောင်းမှသေးကြတယ်အများကြီးပဲဒါပေမဲ့နိုင်မှာဆိုတော့ ဟုတ်ပြီလား ready ပါစစ်စနာရှိတယ်လို့ပဲဘယ်တော့ဝင်မကပြအောင်ဟာပြစကားလေးမှလည်းစိုက်တာကျွန်တော်လုပ်ပြီးစိုက်တာကျွန်တော်လုပ်ပြီးလိမ္မာငါတို့ကြည့်လို့တော့တောင်းပါလိမ္မာငါတို့ကြည့်လို့你们要走要嘛的你这个按他给他哎对不啦这个给他哎哎我想哦你可能那个都有啊哪来那个来要完咱们要有的哦这个啊အဲ့ဒါအကုန်လုံးတိတ်ကိုအဲ့ဒီက9000ပေးလိုက်တယ်အဲ့ဒါနဲ့ဝယ်အောင်ပါ လေးလူမကြီးပါလားတောင်းမှပါလေမကြီးပါလားတောင်းမှပါလေခဏတော့ငါတို့ကြီးမလို့ပါဘယ်လိုရမှာဘယ်လိုပါလဲဘယ်လိုပါအနည်းရချလာမယ်ဒီညာဟိုလာဝယ်မရောင်းနေတာမရောင်းဘူးနော်ဒီပိုင်းနော်အဘောလေးလုံး9000ယူမယ်9000နဲ့ကိုစီမွေးတော့ကိုစီမွေးလိုက်တော့လို့ကိုစီမုံလိုက်တော့ကိုရေလေးအိတ်လုံးပြန်ဝယ်လိုက်တာဘော9000နဲ့လေအဲ့9000လောက်တော့မိတ်ဆက်ပါမိတ်ဆက်ပါမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်ဝယ်လိုက်ပြီနော်အဲ့ဒါဟုတ်ကဲ့ဆက်ပါလို့မယ်โอเคဒီမှာလေးအိတ်လို့သူကဝယ်လိုက်တော့ပြီးသွားတာပေါ့ပြီးပါပြီညာတာစားဝယ်နဲ့ညာတာစားဝယ်နဲ့ရနော်ငါဝယ်ပါအများကြီးလားအာကျေးဇူးပဲသွားမယ်မဟုတ်ဘေးအိတ်ဝယ်လိုက်တော့ကျွန်တော်တို့ကအခုရှုံးနေတယ်ရှုံးမှာပေါ့အဲ့ဒါနင်းတို့ကအများကြီးရောင်းအောင်အဲ့ဒါတခါလေးဝယ်လိုက်တယ်ကုန်သွားမှာဆိုလို့အဲ့ဒီနှစ်အိတ်လေးလို့ထားဟုတ်လို့ကျွန်တော်ကနှစ်အိတ်ပဲဝယ်မယ်လို့ပြောတယ်ဟုတ်တယ်ဘယ်လောက်ပဲပြီးပြီဟုတ်တော့တာရလို့ဝယ်ပါနော်ဟုတ်ရဘယ်လောက်ပဲပြီးပြီဘယ်လောက်ပြီးမှာအဲ့ဆိုတော့သူလည်းကပြ9000ပြီးမယ်ဟမ်ကပြလာအောင်ပါဟောရင်းနေဟုတ်9000ရနော်ကပြအောင်ဘယ်လိုလဲကစပါနော်ကြည့်မနော်ရလာပြီဟုတ်ရိုက်โอเคလားကြီးတေကမရှိဘူးတကယ်နေတော့အဝါရောင်ကြီးဩနင်ကလည်းတခြားပြောင်းတယ်မစင်ဖို့သွားတာသူကလေးလို့ထားတယ်ဟုတ်ကျွန်တော်ကနှစ်အိတ်ပဲဝယ်မယ်လို့ပြောတယ်အဲ့ဒါဟုတ်တယ်အဲ့ဒီလေးတွေကောက်ရှုံးသွားမှာပေါ့အဲ့ဒါဟုတ်ပြရတယ်အဲ့ဒါနှစ်အိတ်ပဲပြပြီးမယ်နှစ်အိတ်ပြပြီးမယ်ဟုတ်တယ်နှစ်အိတ်ပြပြီးမယ်ဟေးနိုင်ပဲကြည့်တယ်အနေနဲ့မှာလားဟုတ်ပြီရတယ်ဟဲ့လည်းဖောက်ပေးပါလားဟဲ့လည်းမပတ်ရအောင်ဟဲ့လည်းတော့ဝယ်လာတော့ဝယ်လာလို့လာကပြောင်းဟောဘယ်လိုလဲဒီပါဒီပါရောမလာတော့ဒီလိုမိုးတဲ့ငါလေးယူတော့မယ်သိကြပဲယူဘာမှမသိဘူးကြောက်ပဲစီတဲ့တာမို့မင်းရဲ့တဲ့
ရင်ကစကားတွေလဲငါတန်းတန်းနေစေရင်ကစကားတွေလဲပြီးပြီလားအနေနဲ့ရောင်းလိုက်လားလာပြီးပါလားအဲ့ဒါတော့အားလုံးပြီးပါပြီနော်ဒီလေးရတဲ့နဲ့ဝါတဲ့နဲ့မြေဩဇာရောက်တဲ့အချိန်မှာကျွန်တော်ဝါတဲ့ကအချိန်ခဏလေးတွင်းမှာပဲအကုန်လုံးရောင်းကုန်သွားပါတယ်ကုန်သွားပါတယ်ကျွေးချင်းပါဟုတ်ပါတယ်ကျွေးပါတယ်ကျွေးချင်းပါဟဲ့အဲ့တော့ပြတဲ့က2အိတ်ကြံပါတယ်4အိတ်မှာ2အိတ်ကြံပါတယ်5အိတ်လုံးကုန်သွားနော်โอเคအဲ့တော့ of course ဟိုအရင်9လုံးရောင်းလို့ရပါတယ်ဟုတ်တယ်ပြန်မယ်ဟုတ်ကဲ့အဲ့တော့ဒီပွဲမှာတော့ဟွာတင်ရနိုင်ရတော့ပါညာအမကသတိ15ဒီနေ့တော့ကတမတ်ဟုတ်တယ်တမတ်ကြီးဟုတ်တယ်ဟွာဦးအဲ့တော့တော့ဖြစ်သွားမယ်45ဆိုတာစွန်းလို့တော့ဘယ်နှမတ်14မှတ်ပို့လို့ကျွန်တော်လားဟွာတင်14ပြတင်15 yes အဲ့15အဲ့တော့ခုနအပြတင်ကဒီလုံးကိုဟွာပြီဆိုပြီးတော့ကိုရဲလေးဘယ်လိုညှိလာလဲအဲ့ဒါချက်ပြောကျွန်တော်အမေတို့ဘာလို့လေးလေးယူလိုက်လဲလေးလေးယူလိုက်တောက်တော့9000ပဲပေးပြီး2အိတ်ယူတယ်သူက9000နဲ့ပြီး4အိတ်ပြီးတော့မဟုတ်တယ်ဟိုမဟုတ်လေသူတို့ပြီးသွားတယ်တားတို့ကဟိုရွာမှာနေခဲ့ရမှာလို့အိမ်ပြန်မှာမဟုတ်ဘူးတော့အဲ့တော့မြတတ်လေးဖြစ်သွားအောင်2အိတ်နဲ့ယူလိုက်ပါလားဆိုဟုတ်တယ်နော်လေအဲ့ဒါနေပြပေးလိုက်မလို့မရလေလေးလုံးယူလိုက်လေးလုံးလေးရွာရေးပါလေးပြေးပါလို့တကယ်လေးယူတာအေးပြီပွဲစိုးကြတယ်အဲ့လိုမျိုးအကုန်လုံးလိုက်ပြီးတော့ကျန်ဒါတော့ကိုဖြစ်တော့ညနေအေးပေါ့တို့နည်းနည်းလေးပြေးခိုင်းလိုက်ပေါ့တို့ရမ်းကြွယ်နေတော့အမေအမေကကိုလေးကိုခေါ်ကြလို့မေဟိုမေဒါလေးသူတို့ကခေါ်ကြလို့မေမေမနေတော့ဟုတ်ငါတို့ဝယ်တဲ့အမေကဟိုမှာအဓိကကတော့ရှုံးတဲ့လူကရွာမှာနေခဲ့ရမယ်ဆိုတော့သူတို့နိုင်အောင်လို့အမေကဝယ်ပေးတယ်တို့မကြည့်ချင်ဘူးဒီညကြီးမဟုတ်ဘူးဒီရွာလေဒီရွာလို့လေကျွန်တော်ဟိုတယ်တခါခေါ်သွားမှာဒီရွာလေးမှာတော့နေခဲ့ရမှာပြန်လာလို့ကတော့ဘိုးလေးလို့ကတော့ရွာကြီးတခုတော့ဒီနေ့ပွဲမှာမောင်းမမောင်းမအိုးဒီနေ့ဆက်ပြီးတော့နော်ဆက်ပြီးတော့ကြည့်ရအောင်โอเคပါကြာနေဒီလိုပြပါခင်ဗျာမေတာလာပြီအားမစိတ်ဘူးနေပါနဲ့ကြီးမေယူအကုန်မှားလာပြီเนาะစားဖို့တောက်ဖို့เนาะစင်ပြေသွားမှာပါအဲ့လိုယူနေကြပါအေးကျွန်တော်ကဒီကောင်ရောက်တော့ရောက်ခိုင်းတယ်မှာတဘာဝကြက်ကြက်တဘာဝကြက်ကြက်ကြီးတောင်ပြန်တယ်အဒီမလို့နိုင်တော့ဘူးပြောမလဲတကယ်တို့နေခဏလေးအချိန်တိုလောက်လေးလာလေယုံနဲ့ဒီရွာလေးရဲ့တကယ်တဘာဝမသိဘူးဒီတာရတွေတကယ်လည်းမရဘူးရောက်ပါကိုရတို့မျိုးပြမှာပြောရှင်နေတဲ့အချိန်မှာကျွန်တော်တို့ကကြေးတိုးတက်ဖို့တိုးတက်ဖို့တော့ကျွန်တော်တို့ကဒီမှာဟုတ်တယ်နေချင်တာပေါ့ကွာတော့ရေးတာပေါ့နိုင်တဲ့တရားစီလို့မှမရဘူးဟုတ်တယ်မလားဒါမှကျွန်တော်တို့နေချင်ပြီပေါ့ကျွန်တော်နိုင်သွားတော့နိုင်တဲ့သူတွေဖြစ်တော့အဲ့လိုမျိုးရကိစ္စမရှိပါဘူးညနေတာမှသူတို့ရွာသားတွေကချစ်ဖို့ကောင်းတယ်ရွာသားတွေကဘာကြောင့်ကျွန်တော်တို့နေစေချင်တာလဲဆိုတော့ကျွန်တော်တို့ကလှည့်ပြားမှုမရှိဘူးရိုးသားဆိုတာဆက်ဆံတဲ့ခါကျတော့တချို့တွေကတချင်းဆိုပြမယ်ဆိုပြီးတော့လိန်ညာလှည့်ပြားပြီးတော့ဟုတ်ပါဒီစီတွေကြောင်းပြီးတော့ရဲလေးအင်းတချင်းဆိုပြပါတဲ့တောင်းဆိုတော့လုံးဝအင်းမိုးပဲဆိုသွားတာမိုးလေးမှာအင်းချင်းနဲ့ပြတော့တော့ပူလောင်နေမိုးလေးပါလေရွာအိမ်ထဲမှာပြတော့အိမ်ထဲလေးနေနေတာအိမ်ထဲမှာရတယ်တချို့ကဟိုဆိုရတယ်တည်းနော်ဟိုဟောတော့မပြန်ချင်းတိုင်းတိုင်းပြန်ခိုင်းလို့ဟိုကျွန်တော်ကဘာလို့ငုံနေအဓိကမဖြစ်မနေပြန်ကျွန်တော်ကနိုင်လူမလို့မတို့ကမမောင်းဘူးမတို့ကမမောင်းဘူးနိုင်တို့ကမမောင်းတယ်ကိုလိုပဲရှိတယ်မမောင်းလေကြီးလေးရတယ်ပြောတာပြောလို့မဟုတ်ကိုရဲတို့3ယောက်ကပြန်ပြီကိုရဲတို့3ယောက်ကဟိုတယ်မှာပြန်ပြီးနှက်နေတယ်ရင်ကျွန်တော်တို့ကဗီဆူပါတို့ပရီမိုလိုက်တို့ဘာလို့လဲဟိုမှာအော်ဒီကျွန်တော်ကလဲတဲ့ဆက်မှာအဲ့ဒါရင်းနဲ့လဲတဲ့ဆက်မှာပြော့တွေ့အောင်ရတယ်တော့အခုအပြတ်ဆုံးကြည့်ပြမယ်ငင်းတာမဟုတ်ဘူးအခုဒီနေ့နောက်ဆုံးဂိမ်းကကျွန်တော်နိုင်သွားတော့ progression တွေမနေ့ပြန် hints ကြလို့ရမှာဆိုကျွန်တော်ရမှာဒါပေါ့တို့ရဟွာတင်းတော့အခုဟုတ်ပါတယ်ဟုတ်ပါတယ်ဟွာတင်းရမယ်မင်းတို့ကဟင်းကိုလိုချင်သေးတယ်နော်ပါလိုက်တော့စိတ်ချလက်ချသွားနော်လက်လက်ဂိမ်းထဲမှာပြန်လာအဲ့လိုရမှာပါပဲညနေတစ်ပိုင်းပဲဆိုတနက်ကအစောကြီး9နိုင်ချလာတယ်နော်တို့ဘာပြောတို့ဘာပြောတို့ဒီနေ့ညကြွကြော်စားလို့မရတော့ဒီနေ့ကိုယ်လေတဲ့ကြွက်ကိုဖမ်းမယ်ကြော်မယ်ရုပ်ပြီးမယ်ရုပ်ပြီးကချက်မယ်ကြော်ချက်လေးကြော်ချက်ပြုံးဘောလာပြီးကြော်ချက်လေးအခုလိုဘာပြောအရှုံးရေးဆိုင်ပြီးပြောပါနဲ့ကြံခဲ့တာဘောလာစားတော့ရအောင်ပေါ့ဟေးပြီးအဲ့ဘုလေးနဲ့တင်လေမရှိဘူးမပန်းတာပဲတကယ်စိတ်မကောင်းဘူးဒိုင်တိုင်းကိုပြောလာအဲ့လိုမလုပ်ရဘူးစိတ်လေးကောင်းတယ်ငါတို့အများကျေးဇူးတင်တော့ဘယ်တော့မှမခံ
ဖြစ်ကိုခံမယ် လည်းလာကြိုးမယ်နော်ဒီမှာအားလုံးစောစောကြီးထားကြနော်ဘိတ်ဆက်လေးစားကြရတယ်ဒီကိုကြောက်စက်လာကြိုးမနေ့9နိုင်ထားလာခဲ့ကိုရဲအေးစတေးဒီမှာ9နိုင်မှနိုးရပြီ9နိုင်ထားလာခဲ့ကိုရဲအေးစတေးဒီမှာ9နိုင်မှနိုးရပြီဘူးပြောတော့လိုက်တော့ပါဘူးကွာကားလည်းပြပြလိုက်ဘူးပြောတော့ဟိုတယ်မှာပြည့်စုံโอเคဒီမှာကျမပြည့်ဘူးအားလည်းပြလိုက်သွားလိုက်ပါတော့သွားလိုက်ပါတော့ဖျားစင်အောက်မှာအိမ်မှာဖျားစင်အောက်မှာပါဆက်ပါဆက်ဆောင်ဆောင်နဲ့ဒီလိုကြီးနှုတ်ဆက်ပြီးပြန်လာတော့လေစိတ်တော်ကစိတ်တော်ကဟာလာစတီပေါင်းလားမသိဘူးတော်ပြေတော့ပြင်ပါသူကြီးမေတို့ကလည်းတေးစားကြီးဆိုင်မမနေတော့တဲ့ညနော်နော်9နိုင်ထားလာတာကအိတ်ချင်နေပြီနော်တော့ညမလေးအေးဒီချိန်ပါသူတို့ဟိုဖြစ်တယ်အဲ့လိုထားတဲ့စိတ်တော့မကောင်းဘူးဒါပေမဲ့နေခဲ့ရတာဟိုသူကမကြိုက်ဘူးဟုတ်ပါဟိုကမဖြစ်ဘူးနေလည်းမလျှော့ဘူးတတာပါဗျာကျွန်တော်တိုင်ရတာကျန်ခဲ့တဲ့ကြောဝါသေးလို့ပါပေးပါနည်းနည်းဝါသေးမှာနော်ရိုက်နေလို့နော်တညလေးဟုတ်ရိုက်မယ်အဲ့တော့ဟိုပြားမှာမဟုတ်လို့အဲ့တော့ခဏနေဘာသာစားမလို့လေအိမ်ကကိစ္စတော့မဟုတ်ဘူးလေအိမ်ကအကူကြီးတောင်းပြီးတော့ပစိုးလေးလုံးကြီးတောင်းပြီးတော့ရေမှုရှိုးဝယ်စားတယ်အပြင်မှာဟေးစားရှာထွက်ချအေးတော့တဲ့မတွေ့ခဲ့လေတော့တဲ့မတွေ့ခဲ့လေတော့တဲ့မတွေ့ခဲ့လေတော့တဲ့ပေါ့ငါတို့တိုင်းဆေးဆေးရလို့တင်နေမှာ Okay 1 2 3အဝါနေမကြားသေးဘူးလုံးပါဒီဘက်ကကျဲတယ်တက်တာ1 2 3အဝါနေတိတ်နည်းနည်းတိုးနေသလားလို့ဟုတ်ပြီ3အဝါနေဒီပါလေကျွန်တော်တကယ်ကြီးညာကြီးဘူးဆိုင်ပေးပါခင်ဗျာစိတ်တော်မကောင်းစိတ်တော်ဟုတ်ဗျာနောက်ပါခဲ့မယ်နော်တာစိတ်မကောင်းလိုက်တာပါစိတ်မကောင်းဘူး1 2 3အဝါဒေးအဲ့တော့အပြားတင်းပြလာမယ်အပြားတင်းပြလာမယ်အပြားတင်းပြလာမယ်အော်ဟိုပါတော့ဟဲ့ဘာတင်းပြလာမယ်ဘာတင်းပြလာမယ်တော်ပါရဲ့ For you Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn